25ရက်3လ2026တရက်တာနဲ့ပတ်သက်တဲ့ဒီနေ့တာကဏ္ဍမလေးကိုဟောပြသွားမှာဖြစ်ပါတယ်ဒီနေ့မှာကိုလိုတိုင်းဆန္ဒရှိတိုင်းပြေဝနေမယ်ကံကောင်းခြင်းတွေခံစားရဖို့ရှိတယ်ရွေးချယ်စရာနှစ်ခုအခွင့်အရေးကောင်းနှစ်ခုရရှိတတ်တယ်တေချာချိန်ဆရွေးချယ်တတ်ဖို့တော့လိုအပ်တယ်ကိုလှုပ်ဆောင်ခဲ့တာတွေကိုစူးစမ်းခဲ့တာတွေဟာဒီနေ့မှာအောင်မြင်မှုကိုခံစားရလိမ့်မယ်ကူညီဖေးမမဲ့သူတွေလည်းရှိနေမယ်ဒီနေ့အတွက်စောင်းအားရှောင်ရမယ့်ຢာကတော့ကိုယ်စီမှာကောင်းတာတွေပဲဖြစ်နေတာနဲ့ပေါ်ပေါ်ရော့ရော့တော့မနေလိုက်ပါနဲ့တေချာတွေးခေါ်ပြောဆိုတတ်ဖို့လိုအပ်တယ်အခြေအနေတိုင်းကိုတတိနဲ့အကဲဖြတ်တတ်ဖို့တော့လိုအပ်မယ်Lucky နဲ့မာနဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်ဒီနေ့တာလုံးစင်ပြေချောမွေးကြပါစေဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်